ဒီနေ့ကတော့ကြက်ကာလာတာဟင်းချက်ပါမယ်အရင်ဆုံးအနေနဲ့ကြက်သွန်ဖြူနေခြင်းကိုပပလေးလီးဖြတ်ပေးရပါမယ်ငရုတ်စုံထဲကျတော့ခုနကလီးဖြတ်ထားတဲ့ကြက်သွန်ဖြူနေခြင်းကိုမိတ်ဆက်ပေးလိုက်ပါပြီးရင်ကိုမကျေနပ်တဲ့လူကိုတွေးပြီးထောင်းလိုက်ပါခင်ဗျာပြီးရင်တော့ကျတော့ကြက်သားထဲငမြရည်အနေငယ်အယောင်တင်မုတ်စနေမုတ်စားအချုံမုတ်နဲ့ခုနကထောင်းထားတဲ့ကြက်သွန်ဖြူနေခြင်းကိုရောထည့်ပြီးအမှန်ကန်မွေလိုက်ပါပြီးရင်တော့ကျတော့ခဏနှက်လိုက်ပါပြီးတော့ကျတော့ဘူဒီလေးကိုချစ်ပြီးရင်တော့တူရိုင်းကိုလည်းကျတော့ချစ်ပြီးတော့ခါပပလေးဖြတ်ပေးရပါမယ်ခင်ဗျာထိုနည်းဒီဆိုပဲဘူဒီကိုလည်းခွဲအထဲကကျုပ်ကတော့အစိမကြိုက်လို့ထုတ်လိုက်ပါတယ်ပြီးရင်အတုံးဖြတ်ပဲလီကိုလည်းထိုနည်းဒီဆိုပဲကျုပ်တော့ဖြတ်ပေးရပါမယ်ပြီးရင်တော့ကျုပ်တို့အားလုံးကိုပေါင်းပြီးရေချိုးပေးလိုက်ပါပြီးရင်တော့အိုးတဲစီထက်ခုနကနှက်ထားတဲ့ကြက်သားထက်ကိုမွေဒီငွေလို့ရေအနေငယ်ထက်အဖုံးအုပ်ခဏမောင်းပြီးရင်တော့ကျတို့ပဲဒီဘူးဒီဒရိုင်းကိုရောထက်ခဏမွေပြီးရင်တော့ကျတို့ငပိရေအနေငယ်ထည့်ပြီးအဖုံးအုပ်ကားမောင်းပြီးရင်တော့အဖုံးဖွင့်ရိုးနန်နဲ့ရှမ်းတရုတ်ဗမာကလားနာမည်ဆောင်လဲနန်ထဲခဏချက်ပကံထဲထက်ပြီးတော့ခါအရန်ထဲမှာစားကောင်းလဲကြက်ဘူးပဲကလတာချက်လေးရပါပြီခင်ဗျာ